တို့ရစိတ်ရမ်းရလှုပ်ရှားသူတို့ကြည့်နေတာကျွန်တော်အများစိတ်လှုပ်ရှားတယ်အဲသူတို့ရဲ့ support အများပေးတယ်လက်ဝဲ family ရောရမ်းကျေးဇူးတင်တယ်ဒီလိုအားပေးလို့အားရမ်းရှိတယ်နောက်လည်းကိုနိုင်အောင်ပြောတော့ကြည့်မယ်ကိုနိုင်အောင်ပြောပြပါမယ်MMA ပြိုင်ပွဲအားပေးနေရင်တည်ဆုံးသွားသူရဲ့မိသားစုဝင်တွေထဲမှာလက်ဝှေအားကစားသမားအချို့ရှိတယ်လို့သိရပြီးတည်ဆုံးသူရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့သမီးဖြစ်သူကအခုလိုပြောပါတယ်။သူကလက်ဝှေပဲသူ့မီးရောသမက်ကောကသမက်အငယ်အောင်လက်ဝှေထိုးတယ်လေ။ကောင်းမျိုးလို့ဆိုတော့အဲ့ဟာကိုလည်းသူကအားမလို့လက်ဖေးဆိုင်မှာတကူးတော့သွားထိုင်ကြည့်ပြီးအောက်ဆိုင်3ချီမြောက်မှာပေါ့။ကျွန်တော်တို့လည်းကြည့်နေတဲ့အချိန်ဖုန်းဝင်လာတော့ဒီကဦးလေးကဖုန်းဆက်မူးလဲလို့လက်ဖေးဆိုင်မှာမူးလဲလို့ကျွန်တော်ကြောက်တန်းနေရကားနဲ့ရန်ငင်းကိုရောက်လာလမ်းပဲရှိသေးတယ်တိုက်ခေါက်ပြားနာပဲရှိသေးတယ်ဆုံးပြီဆိုတာဘာဖြစ်လို့ဆုံးမှလည်းမသိဘူးဒီလမ်းထိပ်ရောက်တော့မှာကိုရှိုက်ရင်သူတို့အားပေးနေကိုရှိုက်ပြီးတော့ဝင်သွားတယ်အဲ့ဒါကိုဘေးကကလေးတွေကတီးတော့အားချင်းထုတ်တာမရလိုက်မှန်နဲ့ပြန်ထားနေတယ်ဒါတော့သူပြန်ထသေးတယ်တဲ့တော့ကျွန်တော်တို့ဒီစေကန်းကိုရောက်တော့အသက်မရှိတော့ဂျွန်လ30ရက်နေ့ညပိုင်းကရန်ကုန်မြို့အမျိုးသားအားကစားယုံသုဝနမှာကျင်းပတဲ့ကိုခန့်ပညာပေါင်းစုံအသုံးပြုရှင်ပြိုင်တဲ့ MMA ပြိုင်ပွဲရဲ့ middle weight တန်းကမ္ဘာချန်ပီယံလူပွဲမှာမြန်မာစပါးအုံးလို့အမည်တွင်တဲ့ကချင်တိုင်းရင်းသားအောင်လန့်အန်ဆန်ဟာတစ်ဖက်ပြိုင်ဘက်